အားလုံးပဲမင်္ဂလာပါ KOKNN Sport Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာဘောလုံးပရိသတ်တွေကိုကမ္ဘာအလယ်မှာဒုတိယအကြိမ်မြောက်ဂုဏ်ယူငွေကြွားစေအောင်မဲ့ရွှေရောင်မျိုးဆက်တဲ့သို့မဟုတ်ယူဆက်ခွန်မြန်မာလေးချင်းအမျိုးသားမျိုးသမီးဘောလုံးအသင်းကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာဘောလုံးပရိသတ်တွေကိုကမ္ဘာဖလားဆိုတဲ့ပြိုင်ပွဲကြီးနဲ့ပထမဆုံးစတင်ထိတွေ့ခွင့်ရရှိစေခဲ့တာကတော့2015ခုနှစ်နယူးဇီလန်နိုင်ငံကနေအေရှန်ဖြစ်လက်ခံကျင်းပခဲ့တဲ့ U20 အောက်အမျိုးသားကမ္ဘာဖလားပြိုင်ပွဲကြီးဖြစ်ပြီးမြန်မာဘောလုံးလောကရဲ့ရွှေခေတ်အလွန်အောင်မြင်ဆုံးမှတ်တိုင်တစ်ခုဖြစ်ကျန်ရစ်နေစေဖြစ်ပါတယ်။ဆယ်စုနှစ်တစ်ခုအကြာယခု2025ခုနှစ်အရောက်မှာတော့ရခိုင်အိမ်မက်တွေကိုပြန်လည်အသက်ဝင်စေခဲ့ပြီးမြန်မာဘောလုံးပြည်သက်တွေကိုကမ္ဘာအလယ်မှာထပ်မံဥမော့စေအောင်မှာကတော့ရွှေရောင်မျိုးဆက်တစ်ဖြစ်တဲ့ယူဆက်ခွန်မြန်မာလေရင်စဉ်အမျိုးသားအမျိုးသမီးဘောလုံးအသင်းတို့ပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ယူဆက်ခွန်မြန်မာလေရင်စဉ်အမျိုးသမီးဘောလုံးအသင်းကြောင်းပြပြပေးခြင်းပါတယ်2026 AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားရှေ့သည့်ပြိုင်ပွဲများကိုအောက်တိုဘာလ23ရက်နေ့မှ18ရက်နေ့အထိတက်ဆိုင်ရာအေရှန်နိုင်ငံအသီးသီးမှာပြိုင်ပွဲဝင်အသင်းပေါင်း28သင်းကို4သင်း2အုပ်စု3သင်း6အုပ်စုစုစုပေါင်း10အုပ်စုခွဲကကျင်းပခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာလေရင်ယူဆက်ခွန်အမျိုးသမီးအသင်းဟာအုပ်စုစီတွင်အင်ဒိုနီးရှားမကာအိုမွန်ဂိုလီးယားအသင်းတို့နဲ့ကြားရောက်ခဲ့ပြီးအေရှန်နိုင်ငံအဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်။သို့ပေမဲ့လည်းမွန်ဂိုလီးယားအသင်းနှုတ်ထွက်သွားတဲ့အတွက်ကြောင့်အုပ်စုစီတွင်3သင်းပတ်လည်သာဆက်လက်ကစားခဲ့ကြရပါတယ်။အုပ်စုစီရဲ့အဖွင့်ပွဲစဉ်အဖြစ်အင်ဒိုနီးရှားအသင်းနဲ့မကာအိုအသင်းတို့စတင်ရှင်ပြိုင်ခဲ့ပြီးအင်ဒိုနီးရှားအသင်းက2ဂိုးမရှိဖြစ်အနိုင်ရရှိခဲ့ပါတယ်။ဂျပန်လူမျိုးအမျိုးသမီးနီးပြချုပ်ကူမီကိုတာရှီရိုဦးဆောင်တဲ့ယူဆက်ခွန်မြန်မာအမျိုးသမီးဘောလုံးအသင်းဟာအောက်တိုဘာလ15ရက်နေ့တွင်မကာအိုအသင်းနဲ့ကစားခဲ့ပြီးမြန်မာအသင်းရဲ့တိုက်စစ်မှုနံပါတ်30ရှင်းတန့်ဖြူစင်ပြုံးရဲ့ဟတ်ထရစ်သွင်းကိုအသင်းကောင်ဆောင်ပင်မြင့်ရန်ရဲ့သွင်းကို2ကိုဆိုင်းဝါနန်နဲ့ခိုင်းစင်းမြစ်တို့ရဲ့သွင်းကိုများနဲ့အတူ9ဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်ဒုတိယပွဲစဉ်အဖြစ်အောက်တိုဘာ18ရက်နေ့တွင်မြန်မာအမျိုးသမီးအသင်းဟာအင်ဒိုနီးရှားအသင်းနဲ့တွေ့ဆုံခဲ့ပြီးပွဲချိန်အတွင်းအကြိတ်နဲ့ရှင်ပြိုင်ကစားကယူဆက်ခွန်မြန်မာအမျိုးသမီးအသင်းရဲ့အားထားရတဲ့တိုက်စစ်မှုရှင်းတန့်ဖြူစင်ပြုံးရဲ့အဖိုးတန်အနိုင်ကိုဖြစ်အင်ဒိုနီးရှားအသင်းကိုထိုက်ထိုက်တန်တန်အနိုင်ရရှိကကမ္ဘာဖလားအိမ်မက်အစဖြစ်တဲ့ AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကြီးကိုခြေစစ်ပွဲအောင်မြင်ပြီး10ကြိမ်မြောက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ် AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကြီးကတော့2005ခုနှစ်ကတည်းကနှစ်တစ်ကြိမ်စတင်ကျင်းပခဲ့ပြီးလာမယ့်2026ခုနှစ်မှာတော့တရုတ်နိုင်ငံစူချောင်းမြို့တွင်ဧပြီလ30ရက်နေ့မှမေလ18ရက်နေ့အထိကျင်းပသွားမှာပဲဖြစ်ပါတယ်ထိုးပြိုင်ပွဲကြီးတွင်အလိုလျောက်ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်း၄သင်းနဲ့အတူခြေစစ်ပွဲအဆင့်မှာတက်ရောက်လာတဲ့ကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းအပါအဝင်အသင်း၈သင်းစုစုပေါင်းအသင်း12သင်းတို့ကိုအသင်း၄သင်းလျင်တအုပ်စုနှုန်းအုပ်စု3ခုခွဲကကျင်းပသွားတော့မှာပဲဖြစ်ပါတယ်အုပ်စုတစ်ခုချင်းစီအလိုက်ကြောက်ရမည်အသင်းများကိုတော့မဲခွဲဆုံးဖြတ်ခြင်းမပြုလုပ်ရသေးပါဘူးကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းအနေနဲ့ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုဝင်ခွင့်ရအောင်ဘလို့အခွင့်အရေးမျိုးတွေရှိနေလဲဆိုတာဆက်လက်ပြပြပေးခြင်းပါတယ် AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲရဲ့ကျင်းပတဲ့ပုံစံအရအုပ်စုတစ်ခုစီမှာအုပ်စုပထမနေရာနဲ့အုပ်စုဒုတိယနေရာရအသင်း2သင်းစီအုပ်စု3ခုဆိုတော့စုစုပေါင်းအသင်း6သင်းဟာကွာတာဖိုင်နယ်အဆင့်သို့တိုက်ရိုက်ခွင့်ရရှိမှာဖြစ်ပြီးအုပ်စုတတိယနေရာရရှိတဲ့အသင်း3သင်းမှာအကောင်းဆုံးအသင်း2သင်းအနေနဲ့လည်းကွာတာဖိုင်နယ်အဆင့်သို့တက်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဆိုတော့စုစုပေါင်းအသင်း8သင်းတို့ဟာကွာတာဖိုင်နယ်အဆင့်မှာဆက်လက်ရှင်ပြိုင်ကစားခွင့်ရရှိကြမှာပဲဖြစ်ပါတယ်ကွာတာဖိုင်နယ်အဆင့်ကိုရှုံးထွက်စနစ်နဲ့ကျင်းပသွားမှာဖြစ်ပြီးအနိုင်ရရှိမဲ့အသင်း၄သင်းကတော့2029 AFC ယူဆက်ခွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုလည်းခြေစစ်ပွဲအလိုလျောက်အောင်မြင်မှာပဲဖြစ်ပါတယ်။ဒါအပြင်ထိုအသင်းလေးသင်းဟာမြောက်အာဖရိကနိုင်ငံတိုင်းဖြစ်တဲ့မော်ရိုကိုနိုင်ငံမှာကျင်းပမယ်2026 FIFA ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကြီးကိုလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းအနေနဲ့အုပ်စုပွဲတွင်နိုင်ပွဲ2ပွဲမျှသာဖော်ဆောင်နိုင်ရုံဖြစ်ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကြီးကိုဝင်ခွင့်ရဖို့အခွင့်အရေးများစွာရရှိတော့မှာပဲဖြစ်ပါတယ်။မြန်မာဘောလုံးပြည်သက်တွေအနေနဲ့ရောကျွန်တော်တို့ရဲ့ယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းကိုကမ္ဘာဖလားဝင်ခွင့်ရရှိဖို့ယုံကြည်မှုရှိကြလားဘာတွေပြင်ဆင်ဖို့လိုအပ်လဲမှတ်ချက်ပေးသွားခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာကမ္ဘာဖလားဝင်ခွင့်နဲ့နှီးစပ်နေပြီဖြစ်တဲ့ယူဆက်ခွန်မြန်မာလေရင်စဉ်အမျိုးသားဘောလုံးအသင်းကြောင်းကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်